အေယာဝတီမြစ်ကမ်းနဖူးတွင်ဆွေတော်များသဖွယ်တင့်တယ်စွာစိုက်ထူထားတော်မူသောမြသိန်းတန်စေတီတော်မြတ်ကြီးသည်စကိုင်းတိုင်းအထက်ပိုင်းထီးချိုင့်မြို့နယ်တန်လျက်မော်ကျေးရွာအနီးတောင်ကုန်းမြင့်ပေါ်တွင်တည်ရှိပါသည်ဤစေတီသည်ဖျားရှင်လက်ထက်ကလေးကပကံခေတ်အင်းဝခေတ်များမှယနေ့အထိထင်ရှားသည့်ရာဇဝင်အဆိုအရဤစေတီကိုတက္ကရာ320ခန့်ကမူဆိုးဖို့ဘီလူမင်း၏တားတော်မင်းသိန်းတန်ကတည်ခဲ့သည်ဟုဆိုသည်မင်းသိန်းတန်သည်ဘီလူမျိုးဖြစ်တော်လဲဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်ကာဖျားရှင်ဤစံတော်တတ်တော်များကိုထာပနာ၍ဤစေတီကိုတည်ခဲ့ခြင်းဖြစ်သည်ဒဏ္ဍာရီတစ်ခုအရမင်းသိန်းတန်သည်အေယာဝတီမြစ်ကမ်းတွင်နေထိုင်သောနဂါမင်းနှင့်မိတ်ဖွဲ့ခဲ့သည်နဂါမင်းကမင်းသိန်းတန်အားမြစ်အောက်ခြေရှိယတနာတိုင်များကိုဖော်ပြပြီးစေတီတီရန်လှူဒန်းခဲ့သည်သို့သောဘီလူမင်း၏အာဏာစက်ကြောင့်မင်းသိန်းတန်သည်စေတီတီရန်ကြိုးပမ်းစဉ်အခက်ခဲများစွာကြုံခဲ့ရသည်ထိုအချိန်ကဤဒေသတွင်နတ်သမီးတစ်ပါးဖြစ်သောရွှေမင်းသမီးကမင်းသိန်းတန်အားကူညီခဲ့သည်ဟုဆိုသည်ရွှေမင်းသမီးသည်ညအချိန်တွင်ရွှေဖြူငွေဖြူများဖန်တီးပေးကာစေတီတိဆောက်ရန်ထောက်ပံ့ခဲ့သည်တို့ဖြင့်မင်းသိန်းတန်သည်မဟာစေတီတဆူကိုအောင်မြင်စွာတည်ထားနိုင်ခဲ့ပြီးသူ၏အမည်ကိုအစွဲပြု၍မြသိန်းတန်ဟုအမည်တွင်ခဲ့သည်ပကံဘရင်အနော်ရထားလက်ထက်တွင်ဤစေတီအားပြန်လည်မွမ်းမံခဲ့ပြီးရွှေသင်္ကန်းကပ်လူခဲ့သည်ထို့နောက်ကုန်းပေါင်ခေတ်ဘိုးတော်ဖျားလက်ထက်တွင်လည်းပြုပြင်မှုများပြုလုပ်ခဲ့ကြောင်းသမိုင်းမှတ်တမ်းများအရသိရသည်ယနေ့ခေတ်တွင်မြသိန်းတန်စေတီသည်အေယာဝတီမြစ်၏အလှတရားနှင့်ရောစက်လျက်ဖျားဘူးများအတွက်စိတ်ချမ်းသာဖွယ်နေရာတစ်ခုအဖြစ်ထင်ရှားလျက်ရှိသည်စေတီတော်၏ရွှေရောင်တဝင်းဝင်းနှင့်မြစ်ကမ်းပြင်မှရှုခင်းများကိုကြည့်ရှုရခြင်းသည်ဖျားဘူးများအားစိတ်သက်သာရာရစေပါသည်မြသိန်းတန်စေတီသို့တွားရောက်လိုပါကထီးချိုင့်မြို့မှတောင်ဘက်15မိုင်ခန့်အကွာတန်လျက်မော်ကျေးရွာအနီးတွင်တည်ရှိပါသည်အေယာဝတီမြစ်ကူးတရားမှတဆင့်ကားဖြင့်လည်းတွားရောက်နိုင်ပါသည်ဤစေတီတွင်နှစ်စဉ်တစောင်းမုံလာပြည်နေ၌ဖျားပွဲတော်ကျင်းပလေးရှိပြီးဒေသခံများနှင့်ဖျားဘူးဧည့်သည်များစီကားစွာတက်ရောက်ကြပါသည်မြသိန်းတန်စေတီတော်မြတ်ကြီးသည်ရှေးဟောင်းဒဏ္ဍာရီသမိုင်းအမွေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့ဖြင့်ရှက်နွယ်နေသောမြမကုံရောင်တစ်ပြောင်ဖြစ်ပါသည်ဤစေတီတော်၏သမိုင်းကြောင်းကိုလေ့လာခြင်းဖြင့်ကျွန်ုပ်တို့၏ဘိုးဘွားများထားရစ်ခဲ့သောယဉ်ကျေးမှုအမွေကိုပိုမိုနားလည်နိုင်မည်ဖြစ်ပါသည်ထို့ကြောင့်ဤသမိုင်းဝင်စေတီတော်ကြီးကိုလာရောက်ဖူးမြော်ပြီးကုသိုလ်ရယူကြပါရန်ဖိတ်ခေါ်အပ်ပါသည်